အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့စိတ်ပိုင်းဆိုင်ရာကျမ်းမာပျော်ရွှင်ဖို့အတွက်လိုက်နိုင်ရမယ်အကြောင်းအရာလေးတွေကိုဘုဒ္ဓတာအနေနဲ့ဝေမျှပေးချင်ပါတယ်ဆိုတော့ဒီနေ့ဝေမျှပေးသွားမယ့်အကြောင်းအရာလေးတွေကဘုဒ္ဓတာအနေနဲ့ဖတ်ထားတဲ့စာလေးတွေပြီးလို့ရှိရင်လေ့လာထားသမျှအကြောင်းအရာလေးတွေကိုကျွန်တော်ဝေမျှခြင်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီအကြောင်းအရာလေးတွေကိုလိုက်လုပ်ခြင်းအပြင်ကျွန်တော်ရဲ့နေ့စဉ်ဘဝအသက်ရှင်နေထိုင်ခြင်းမှာလည်းကျမ်းမာပျော်ရွှင်တဲ့အကြောင်းအရာလေးတွေဖြစ်မယ်လို့တော့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်ဆိုတော့ပထမဆုံးတစ်ချက်အနေနဲ့ပြောချင်တဲ့အကြောင်းအရာလေးကဘာလဲဆိုတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာဂရုစိုက်မှုပေါ့နော်ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာဂရုစိုက်မှုဖြစ်ပါတယ်ပထမဆုံးတစ်ချက်လိုက်နိုင်ရမယ်ပထမဆုံးတစ်ချက်ကဘာလဲဆိုတော့လုံလောက်စွာအိပ်စက်နိုင်ယူခြင်းဖြစ်ရမှာပေါ့နော်ဆိုတော့ယနေ့ခေတ်လူတွေကအလုပ်တွေကိုပဲဦးစားပေးပမာလုပ်နေတဲ့အချိန်မှာအိပ်စက်ဖို့ရအတွက်အချိန်ကိုရော့နေသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ဘဝမှာအလုပ်နဲ့လူနဲ့အလုပ်ဆိုတာတော့အများအားရှိပါတယ်ဒါပေမဲ့ဒီခန္ဓာကိုယ်ကြီးကလည်းကျန်းမာဖို့အတွက်လိုပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ရဲ့ခန္ဓာကိုယ်ပြုဆိုင်မှတာလည်းကျွန်တော်ကပို့ပေါ်မှာအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်လူတစ်ယောက်ကအိပ်စက်ဖို့ရအတွက်လုံလောက်တဲ့အချိန်ရှိပါတယ်ပေါ့နော်ဆိုတော့အရွယ်ရောက်ပြီးတဲ့လူတစ်ယောက်ကအိပ်စက်ချိန်အနည်းဆုံး9နာရီကနေ10နာရီရှိမှသာလျှင်ဒါသည်အေးဝတယ်လို့ကျွန်တော်ပြောလို့ရပါတယ်ပေါ့နော်ဆိုတော့အေးဝတဲ့လူတစ်ယောက်ကတနေ့တာလှုပ်ဆောင်မဲ့စွမ်းဆောင်ရည်တွေလည်းအပြည့်အဝစွမ်းဆောင်နိုင်မှာဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့လိုက်နာလှုပ်ဆောင်မဲ့နောက်တစ်ခုကဘာလဲဆိုတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေဖြစ်ပါတယ်ဒီနေ့ခေတ်အလွယ်တကူစားသုံးလို့ရတဲ့အစားအစာတွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့ဘိုက်စားလို့ရှိရင်ခောက်ဆွဲကြောက်လေးတွေဝယ်ပြီးတော့မှရေနွေးလေးနဲ့ဖြောစားလိုက်တယ်ပေါ့နော်ဒါသည်ကျွန်တော်တို့ဂယူစားမဲ့အရာဖြစ်ပါတယ်လူငယ်တွေအထူးသဖြင့်ပေါ့နော်ခောက်ဆွဲကြောက်တွေမျိုးကိုစမ်းသပ်ပြီးတော့မှစားတော့ကြတယ်ဒါဒီသူတို့ရဲ့ပါးစားအရသာခံပြီးတော့မှစားတော့ကြတယ်ပေါ့နော်တကယ်တမ်းဆိုရင်ဒီအရာလေးတွေကတာရှည်ခံဆေးတွေသုံးပြီးတော့မှလှုပ်ထားတဲ့အစားအသောက်တွေဖြစ်တယ်ပေါ့နော်ဒီလိုမျိုးဟာတွေကိုအမြဲတမ်းစားတော့ခြင်းအဖြစ်ကိုယ့်ရဲ့ကျန်းမာရေးကိုလည်းထိခိုက်စေမှာဖြစ်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့စားတော့တွေကိုရွေးချယ်စားတော့တဲ့အခါမှာအာဟာရပြည့်ဝပြီးတော့မှကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားတော့ဖို့လိုပါတယ်နောက်တစ်ခုကကျတော့ရေကိုလည်းလုံလောက်စွာတောက်ဖို့လိုပါတယ်နောက်တစ်ခုကကျတော့ကဖိန်းတက်ပါတဲ့အစားအသောက်တွေနောက်ပြီးတော့အရက်တွေဆိတ်လိပ်တွေကိုလည်းကျွန်တော်တို့ကရှောင်ချဖို့လိုပါတယ်တကယ်လို့မရှောင်ကျင်နိုင်ခဲ့ဘူးဆိုရင်ဒီဟာတွေကိုလည်းတတ်နိုင်သမျှအနည်းဆုံး short ချပြီးတော့မှသုံးဆောင်ဖို့လိုပါတယ်ပေါ့နော်နောက်ကျွန်တော်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုရအတွက်ပုံမှန်ကိုယ်လည်းလှုပ်ရှားမှုကိုလည်းကျွန်တော်တို့ကလှုပ်ဆောင်မှာဖြစ်ပါတယ်တနေ့ကုန်ထိုင်ပြီးတော့မှသွားလာလှုပ်ရှားခြင်းမရှိတဲ့သူတွေကခန္ဓာကိုယ်ဝါဖြိုးပြီးတော့မှအဆီတွေပိတ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကအနည်းဆုံးတစ်ရက်ကိုနိုင်ဝဲခန့်လမ်းလျှောက်ခြင်းပုံမှန်အားကစားလုပ်ခြင်းတွေကိုလည်းလှုပ်ဆောင်ခြင်းအပြင်ကျွန်တော်ရဲ့တနေ့တာဆွမ်းဆောင်မှုကိုလည်းပိုပြီးမှဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့အနားယူပြီးမှစိတ်ဖိစီးမှုကိုချော့ချမှာဖြစ်ပါတယ်တရားထိုင်ခြင်းနောက်ပြီးတော့ယောဂကျင့်ခြင်းနောက်အသက်ရှူလေ့ကျင့်ခန်းတွေကိုလည်းကျွန်တော်တို့အချိန်နဲ့ငယ်ပြီးတော့မှကျွန်တော်တို့ကလေ့ကျင့်ခြင်းအပြင်ကျွန်တော်ရဲ့စိတ်ဖိစီးမှုကိုညှော်နှင်းမှာဖြစ်ပါတယ်အဲ့ဒါအပြင်ကျွန်တော်ရဲ့ဝါသနာပါတဲ့အလုပ်တစ်ခုခုကိုလည်းကျွန်တော်တို့စိုက်မလုပ်ခြင်းအပြင်ဒီစိတ်ဖိစီးမှုကိုလည်းshort ချနိုင်မှာဖြစ်ပါတယ်ဗောနော်ဆိုတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ကို view ဆိုင်ဖို့ရအတွက်ပထမတစ်ချက်လိုအပ်တဲ့အချက်လေးတွေကိုကျွန်တော်ပြောပြသွားခြင်းဖြစ်တယ်နောက်တစ်ခုကကျတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကျန်းမာပျော်ရွှင်ဖို့အတွက်လှုပ်ဆောင်မယ့်နောက်တစ်ခုပါလဲဆိုတော့ဆက်သွယ်မှုနဲ့လူမှုဘဝပေါ့နော်ကျွန်တော်တို့ကပတ်ဝန်းကျင်မှာရှိတဲ့လူတွေနဲ့ကျွန်တော်ရဲ့မိသားစုမှာရှိတဲ့လူနဲ့ကျွန်တော်ရဲ့အလုပ်ခွင်မှာရှိနေတဲ့လူတွေနဲ့ဆက်သွယ်ရတဲ့သူတွေဖြစ်တယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ social life ပေါ့နော်လူမှုဘဝကိုလည်းကျွန်တော်တို့ကရှင်းတန်းနေထိုင်တဲ့သူတွေဖြစ်တယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဆက်သွယ်မှုနဲ့လူမှုဘဝမှာတခါတရံမှာတကယ်ကိုကြည်မစိတ်ပိုင်းဆိုင်ရာခံစားချက်တွေကိုဖြစ်ပေါ်စေတယ်အဲ့ဒီလိုမျိုးဖြစ်ပေါ်နေတဲ့အချိန်မှာကျွန်တော်တို့ကယုံကြည်စိတ်ချတဲ့သူတွေကိုဆက်သွယ်ပါပေါ့နော်ယုံကြည်စိတ်ချတဲ့သူတွေနဲ့ဆက်သွယ်ပြီးတော့မှကျွန်တော်ရဲ့အခြေအနေကျွန်တော်ရဲ့အဖြစ်အပျက်တွေကိုစကားပြောမယ်ရင်ဖွင့်ပြောမယ်တ
ဒီလိုမျိုးရင်ဖွင့်ပြောရမှာကိုယ့်ရဲ့ခံစားချက်ကိုဝေမျှခြင်းအပြင်ကိုယ့်ရဲ့ဘဝနေထိုင်မှုတွေလည်းလွတ်လပ်ပေါ်ပေါက်မှုကိုကျွန်တော်တို့ကခံစားရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့အခြားသူများကိုကူညီဖိမပါဘူးနော်တစ်ချိန်လုံးပဲကိုလှုပ်တယ်ကိုရတယ်ကိုစားတယ်စတဲ့အရာမျိုးထက်ကိုလှုပ်လို့ရတဲ့အပေါ်မှာအနေငယ်သောအရာတွေကိုသူတစ်ပါးကိုကူညီပေးလိုက်လို့ရှိရင်အဲ့ဒီလိုအပ်နေတဲ့သူကိုကျွန်တော်တို့ပေးလိုက်တဲ့အခါမှာရလာတဲ့ပီတိရလာတဲ့ဝမ်းသာမှုကအတိုင်းမသိဖြစ်ပါတယ်ဗောနော်ဆိုတော့ဒီလူမှုဘဝနဲ့ဆက်သွယ်မှုကိုလည်းကျွန်တော်တို့ကလှုပ်ဆောင်မှုရန်အတွက်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်ဗောနော်နောက်ဆုံးအချက်တစ်ခုကဘာလဲဆိုတော့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုပဲဖြစ်ပါတယ်ဗောနော်ဆိုတော့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုရှိဖို့ရန်အတွက်နေ့စဉ်ကျွန်တော်တို့ရုံသွားရုံလာပြီးလို့ရှိရင်မြို့ကြီးပြကြီးတွေမှာအဲ့လိုမျိုးတွေပဲကျွန်တော်တို့အချိန်ကုန်နေခဲ့မယ်ဆိုရင်ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုလည်းရှိလာမှာမဟုတ်ဘူးเนาะအဲ့ဒါကြောင့်မလို့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုရှိလာဖို့ရအတွက်ကျွန်တော်တို့ကတဘာဝတရားနဲ့အချိန်ယူပါဘောเนาะတဘာဝတရားလို့ပြောလိုက်တဲ့အခါမှာဟိုတောထဲမှာသွားပြီးတော့မှပဲအချိန်ယူဖို့ပြောတာမဟုတ်ပါဘူးเนาะကိုယ့်ရဲ့အိမ်ပတ်ဝန်းကျင်မှာအပင်လေးတွေကိုစိုက်မယ်အဲ့ဒါအပြင်အပင်စိုက်ဝါသနာပါတဲ့သူကအပင်စိုက်မယ်အပင်လေးတွေကို view စိုက်မယ်ပြီးလို့ရှိရင်မွေးမြူရေးကိုစိတ်ဝင်စားတဲ့သူဆိုရင်လည်းမွေးမြူရေးကိုလှုပ်ဆောင်မယ်ပေါ့နော်ဥပမာငှက်ကလေးတွေမွေးတယ်ငါးကလေးတွေမွေးတယ်ကြောင်လေးတွေမွေးတယ်ခွေးကလေးတွေမွေးတယ်သူတို့တွေကလည်းကျွန်တော်ရဲ့စိတ်ကိုပျော်ရွှင်ကြည်နူးမှုကိုပေးပါတယ်ပေါ့နော်ဒီဟာတွေဒီတဘာဝတရားနဲ့အချိန်ယူဖို့ရအတွက်ဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ရဲ့နေ့စဉ်လှုပ်ရှားမှုမှာလည်းကျေးဇူးတင်ထိုက်တဲ့အရာတွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့ကျေးဇူးတင်ထိုက်တဲ့အရာတွေကိုလည်းကျွန်တော်ကျေးဇူးတင်ဖို့ရအတွက်တစ်နေ့ကိုအနည်းဆုံးစကား3ခုအကြောင်းအရာ3ခုပဲကျွန်တော်ကကျေးဇူးတင်ဖို့ရအတွက်လှုပ်ဆောင်ပါပေါ့နော်ဆိုတော့ကောင်းမွန်တဲ့အကြောင်းအရာ3ခုကိုစဉ်းစားပြီးတော့မှအဲ့ဒီကိုယ့်ကိုပြုပေးတဲ့သူဥပမာအမေဖြစ်ဖြစ်အကိုဖြစ်ဖြစ်ညီမလေးဖြစ်ဖြစ်မောင်လေးဖြစ်ဖြစ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေကိုအနှဲငယ်တော့ကျေးဇူးပြုပေးတဲ့အရာကိုအတိအမှတ်ပြုကျေးဇူးတင်လို့ရှိရင်သူတို့လည်းပြောမယ်ကိုလည်းပြောမယ်အဲ့ဒါအပြင်ဒီကျေးဇူးတင်တဲ့စကားကိုလည်းကျွန်တော်တို့ကပြောပြီးရင်ပျောက်သွားတဲ့အရာမဟုတ်ဘဲနဲ့ကျွန်တော်တို့ကနေ့စဉ်ကိုရဲ့ diary စာအုပ်ထဲမှာမှတ်ထားပြီးလို့ရှိရင်တနေ့တစ်ချိန်မှာကျွန်တော်တို့ပြန်ဖတ်တဲ့အခါမှာတကယ်ဝမ်းသာစရာဖြစ်စေပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဘာလဲဆိုတော့ဒီစိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုရှိဖို့ရအတွက်နောက်တစ်ခုလှုပ်ဆောင်မယ့်အရာပါလို့ဆိုတော့အကောင်းမြင်စိတ်ကိုမြင့်မြတ်ပါပေါ့နော်ဆိုတော့လူတိုင်းကမကောင်းပါဘူးဒါပေမဲ့ကောင်းတဲ့အရာလေးကိုမြင်တတ်ပေးဖို့လိုပါတယ်ပေါ့နော်အပြည့်သဘောဆောင်တဲ့အတွေ့ကိုကျွန်တော်တို့ကတွေးလို့ရှိရင်ကိုယ့်ရဲ့စိတ်ကလည်းအမြဲတမ်းအမှောင်ဖုံးလွှမ်းနေမယ်ပေါ့နော်ဆိုတော့လူတစ်ယောက်ရဲ့ကောင်းတဲ့အရာလေးတွေကိုကျွန်တော်တို့ကစဉ်းစားပေးလို့ရှိရင်ကောင်းတဲ့အရာကိုပဲကျွန်တော်မြင်မှာဖြစ်ပါတယ်ပေါ့နော်စာရွက်ဖြူတရွက်အပေါ်မှာကျွန်တော်အမဲစက်လေးတစ်ခုကိုပဲချလိုက်လို့ရှိရင်အဲမဲစက်ကိုပဲတွေ့မယ်ပေါ့နော်ဒါပေမဲ့အဖြူအများကြီးရှိတဲ့အရာကိုတော့ကျွန်တော်ကတော့မမြင်ဘူးနော်ဆိုတော့လူတိုင်းမှာမဖြူဘူးဒါပေမဲ့ဖြူတဲ့အရာလေးတွေကိုကျွန်တော်ကကြည့်တတ်ပေးဖို့လိုပါတယ်ဆိုတော့ကောင်းတဲ့အကောင်းမြင်စိတ်ကိုကျွန်တော်တို့မွေးမြူမှာဖြစ်ပါတယ်နောက်တစ်ခုစိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုရှိဖို့ရန်အတွက်ကျွန်တော်တို့ကလှုပ်ဆောင်မယ့်နောက်တစ်ချက်ပါလဲဆိုတော့ပညာအသစ်တွေကိုသင်ယူပါဗောနော်ပညာအသစ်တွေကိုသင်ယူပါကျွန်တော်ရဲ့ဘဝဒီတည်တဲ့အထိကျွန်တော်ကသင်ယူရမှာဖြစ်တယ်ဗောနော်ဆိုတော့ကျွန်တော်တို့သင်ယူတဲ့အခါမှာဒီသင်ယူမှုဒီရည်ရွယ်ချက်ရှိနဲ့သင်ယူရမယ့်အရာဖြစ်ပါတယ်သင်ယူတဲ့အရာဒီကောင်းတဲ့အရာတွေဖြစ်ရမှာဖြစ်ပါတယ်ဗောနော်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ပြစ္ဆုတ်ပံကိုခဏမေ့ထားလိုက်ပါဗောနော်ယခုလက်ရှိပြစ္ဆုတ်ပံကိုခဏမေ့ထားပြမှအသက်ရှင်နေထိုင်ပါဗောနော်ယခုလက်ရှိပြစ္ဆုတ်ပံလို့ပြောတဲ့အခါမှာခံစားတဲ့အရာတွေအများကြီးရှိမယ်ကောင်းတဲ့အရာလည်းရှိမယ်စိတ်မပျော်ရတဲ့အရာတွေလည်းရှိမယ်စိုးရိမ်တော့ကဖြစ်ရမယ့်အရာတွေလည်းရှိမယ်အောင်မြင်တဲ့အရာတွေလည်းရှိမှာပါဒီအရာတွေကိုခဏတစ်ဖြုတ်မြစ်ပစ်လိုက်ပါကိုဘာတူလဲဆိုတော့ကိုပဲကိုစဉ်းစားပြမှအသက်ရှင်လို့ရှင်ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကိုလည်းရရှိမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီနေ့ပြောပြသွားတဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာပျော်ရွှင်ဖို့ရဲ့အတွက်
စိတ်ပိုင်းပျော်ရွှင်မှသာလေကျွန်တော်ရဲ့ခန္ဓာကိုယ်ဒီလေကျမ်းမာပျော်ရွှင်မှဖြစ်ပါတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကျမ်းမာပျော်ရွှင်မှသာလေကျွန်တော်ရဲ့နေ့စဉ်လှုပ်ဆောင်နေတဲ့လုပ်ငန်းတွေလည်းစွမ်းဆောင်မှုပို့ပုံမှတိုးတက်နိုင်မှာဖြစ်တယ်လို့ကျွန်တော်ရဲ့ပတ်ဝန်းကျင်ကိုလည်းအကောင်းဆုံးဖန်တီးပေးနိုင်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီနေ့ဘုဒ္ဓတာအနေနဲ့ဝေမျှခြင်းဖြစ်ပါတော့เนาะဒီအကြောင်းအရာလေးတွေကိုပို့ရမှသိချင်တယ်ဆိုရင်စာကိုများများဖတ်ပါပို့ရမှလစ်လာပါပို့ရမှလှုပ်ဆောင်ပါဒါမှသာလျှင်ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကျမ်းမာပျော်ရွှင်မှုမှာလူမှုဘဝမှာပျော်ရွှင်တဲ့အရာလေးတွေကိုဖန်တီးလို့ရမယ်ဆိုတော့ကိုကျွန်တော်အနေနဲ့ဝေမျှခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြရအောင်